ဘောလုံးသမားတိုင်းဖြစ်လေဖြစ်တာရှိတဲ့ကြောက်စိတ်တွေကိုဖြေလျှော့နိုင်မဲ့အချက်လေးတွေကိုကျွန်တော်ဝေမျှပြီးတော့ဖြစ်ပါတယ်။ဝါနာရှင်ဘောလုံးသမားအများစုမှာတွေ့မြင်ရပါတယ်။ကိုကစားရတဲ့အခါမှာအမားလုံးမိမှာကိုစိုးရင်တတ်တဲ့သူတွေအတင်းသားတွေအဖြစ်ပြောမှာကိုကြောက်တဲ့စိတ်ကိုကြောင့်အမားများတာဘောလုံးပြတ်တာများလာရင်ယုံကြည်မှုတွေပါပျောက်စေနိုင်ပါတယ်။ဒါကိုဘယ်လိုဖြေလျှော့ကြမလဲဆိုရင်အတင်းရှုံးမှာကိုကြောက်တဲ့စိတ်ဥပမာအဆုံးဖြတ်ပယ်နတီကန်ပေးရတဲ့အခါမှာမျိုးကိုကစားရတဲ့ position ပြောမယ်ဆိုရင်ရှေ့လေနောက်ကိုကနောက်တန်းကစားတယ်ဆိုပါစို့ကိုကြောင့်ကိုပွေးလဲရတယ်ဆိုတဲ့အတွေ့အမျိုးရှုံးသွားရင်အတင်းသားတွေအပြစ်ဝိုင်းပြောကြမှာလားဆိုတဲ့အတွေ့အမျိုးတွေကိုပွဲထဲမှာမထည့်ထားတာအကောင်းဆုံးပါပဲပွဲမကန်ခင်မှာလဲစိတ်အရန်လှုပ်ရှားနေပြီးတော့ရင်းတွေခုန်နေတာမျိုးတွေပွဲတွေးကြုံနေလေဒီလိုမျိုးအခြေအနေတွေဖြစ်တတ်ပါတယ်ဒီလိုကြောက်စိတ်တွေကိုတော့ပြိုင်ပွဲများများကန်နေနေပဲဖြည့်ရှင်းသွားနိုင်မှာပဲဖြစ်ပါတယ်တစ်ဖက်အတင်းကကောင်းနေတာမျိုးအလိုလိုနေစိတ်ထဲကစိုးရိမ်နေတတ်ကြပါတယ်တချို့ညီလေးတွေဆိုရင်ကောင်းတယ်တဲလဲလည်းရှိတယ်စီနီယာတွေနဲ့ကစားရတဲ့အခါမှာမလုပ်ရဲမကန်ရရတာတွေဖြစ်တတ်ပါတယ်ဘောလုံးမကောင်းတယောက်ဖြစ်ဖို့ကိုယုံကြည်မှုရှိရမယ်အမားလုံးမိမှာကိုမကြောက်ဘဲနဲ့ရဲဝံ့ဝံ့ဆုံးဖြတ်ပြီးတော့ကစားစီချင်ပါတယ်အမားဆိုတာသင်ခန်းစာတစ်ခုဖြစ်ပြီးတော့အောင်မြင်မှုစီကိုခေါ်ဆောင်ပေးတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်ကြောက်စိတ်ကိုဘေးဖယ်ထားပြီးတော့ယုံကြည်မှုနဲ့ကစားစီချင်ပါတယ်အကောင်းဆုံးကစားသမားတွေကမကြောက်တဲ့သူတွေမဟုတ်ပါဘူးကြောက်စိတ်ကိုကြော်ဖြတ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်လေးတွေကိုကျွန်တော်ဝေမျှပေးတော့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Jackie Football Channel လေးကို like and subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်